သုဒ္ဓသောမနဲ့လူဘလူအပိုင်းနှစ်လူဘလူလို့ခေါ်ရတာဟာဘလူအစ်စ်မဟုတ်ဘူးလူသားစားတဲ့လူသားတဦးဖြစ်လို့လူဘလူလို့ပါဠိစာပေမှာသူ့ကိုပောရိတာဒလူသားစားသူဆိုတဲ့နာမည်လေးလည်းခေါ်ထားတယ်မနုဿစောရဆိုတာငွေကြေးဒနာကိုခိုးယူတဲ့တခိုးမဟုတ်ပဲနဲ့လူကိုခိုးယူတဲ့တခိုးဆိုတဲ့အဓိပ္ပာယ်နဲ့မနုဿစောရဆိုတဲ့စကားလုံးကိုသုံးတယ်အဲ့တော့လူသားစားတဲ့ဘလူးဆိုရင်ဘလူးကလူသားစားတာဆိုတော့အဲ့ဒီဘလူးနဲ့ရောသွားမှာဆိုလို့လူဘလူးလို့နာမည်ပေးတာနော်လူပဲဒါပေမဲ့လို့ဘလူးစိတ်ဝင်နေတယ်လူဘလူးဇာကားတွေကလည်းခစ်စားတယ်လေအဲ့တော့ဒါလူဘလူးပဲအဲ့တော့လောကကြီးကအလွန်ဆန်းကျယ်တယ်ပေါ့ဒီဗာရာဏသီတစ်မြို့လုံးမှာလူတွေဟာပျောက်သွားပြီးတော့ဒဏ်ရာဒဏ်ချက်တွေနဲ့အသားထူတဲ့နေရာလှိယူသွားပြီးတော့အလောင်းနေရာဟိုနေရာတွေ့ဒီနေရာတွေ့နေဖြစ်ပေါ်လာတော့တစ်မျိုးလုံးဟာထိတ်လန့်တုန်လှုပ်ကုန်ကြတယ်ဘုရင်ကြီးစီသတင်းပို့ပြီးကာကွယ်ဖို့ရာတောင်းဆိုတဲ့အခါမှာအကြောင်းမထူးဒါနဲ့ကာလဟတ္ထိဆိုတဲ့စစ်သူကြီးထံပြည်သူလူထုကတောင်းဆိုတယ်ဗာရာဏသီတစ်မျိုးလုံးဟာအိတ်ကောင်းခြင်းမအေးရဘူးလူတွေပျောက်သွားတယ်ပျောက်တဲ့လူတွေဟာလည်းပဲအသားတွေလှိယူသွားတာတွေတွေ့ရတယ်ခဏခေတ်မှာလည်းပဲအဲ့ဒါမျိုးတွေကြောက်ကမန်းလိလိတွေရှိတယ်နော်တချို့နိုင်ငံတွေမှာဆိုရင်အဲ့လမ်းဘေးအိတ်တဲ့လူတွေကမနေ့ကျတော့ကြောက်ကပ်ပျောက်သွားတာတို့ဘာလို့ရှိတယ်လို့ကြားတယ်ကြောက်ကပ်ကိုထုတ်ယူသွားတာလူကိုတော့အဲ့ဒါတတ်တော့မသွားဘူးဘိုက်ဖွင့်ပြီးတော့ကြောက်ကပ်ထုတ်ယူသွားတာတွေရောင်းစားတာတွေရှိတယ်လို့ပြောတယ်အခုလူကုန်ကူးတယ်ဆိုတဲ့ကိစ္စတွေမှာလည်းပဲတချို့ကလူကိုလိုချင်တာတဲ့အတွင်းကလေးစာကိုလိုချင်လို့လုပ်နေတယ်ဆိုတဲ့သတင်းတွေလည်းထွက်လာတယ်အဲ့တော့လောကကြီးကတော်တော်ကိုဆိုးဝါးလာတယ်ပေါ့နော်ကြောက်ကရောင်းစားခြင်းလို့ကလေးတွေဖမ်းသွားတယ်ဆိုတာခိုင်းစားခြင်းလို့ဖမ်းတာလည်းရှိတယ်သို့မဟုတ်အဲ့ဒီကလေးရဲ့ကြောက်ကကိုထုတ်ယူပြီးရောင်းစားခြင်းလို့အဲ့ဒီလိုဆေးပညာကတိုးတက်လာတဲ့အခါမှာတစ်ဖက်ကလူတွေကအသက်ရှင်နေတဲ့လူတွေအတွက်ကျန်တဲ့လူတွေဟာဒုက္ခရောက်ရတဲ့အနေအထားမျိုးတွေဟာတနေ့တခြားသတင်းတွေပြန်ပွားဖြစ်ပေါ်နေတော့အတော့ကိုလူလောကကြီးဟာကြောက်မဲ့ဖွယ်ရာဖြစ်လာတယ်အဲ့တော့ခဏခေတ်အဖြစ်မျိုးဆိုရင်ဟိုလွန်ခဲ့တဲ့အနှစ်50-60လောက်ကပြောရင်ယုံမှာမဟုတ်ဘူးလူကိုတတ်ပြီးကြောက်ကထုတ်ယူသွားတယ်မနေ့ကျတော့ကြောက်ကမရှိတော့ဘူးဆိုတာမျိုးပြောလို့ယုံစရာအကြောင်းမရှိဘူးပေါ့နော်အခုလိုပောရိတာရလူတွေကိုတတ်ပြီးတော့လူတွေပျောက်သွားပြီးတော့အသားဆိုင်တွေကိုလှိယူသွားပြီးအလောင်းကိုဒီတိုင်းပစ်ထားခဲ့တယ်လူသက်ကောင်ရိုးတတ်သွားတာမဟုတ်ပဲနဲ့အသားတွေပါသွားတဲ့လူသက်ကောင်မျိုးပေါ်နေတယ်ဆိုရင်လည်းပဲယုံကြည်မှလူတွေသို့တော်လည်းတကယ်ဖြစ်ပျက်ခဲ့တာနော်ဖြစ်ပျက်နေတာခဏခေတ်နဲ့ပြောမယ်ဆိုရင်လက်ခံရပဲတစ်ခေတ်တစ်ခါမှဒီလိုပေါ်ထွန်းလာတာဖြစ်စစ်သူကြီးကိုတိုင်ကြားတဲ့အခါစစ်သူကြီးကကင်းမုံချပြီးတော့ဖမ်းလိုက်တဲ့အခါကျတော့လူသားသမားကိုလက်ပူးလက်ချက်ဖမ်းမိသွားပြီးတော့ညမှာစစ်ဆေးတော့စစ်သူကြီးကိုယ်တိုင်ကိုပဲတန်အံ့တော်မျက်လုံးပြူးသွားရတာဒီလူသားမှုကျူးလွန်မှုစိတ်ခိုင်းသူဟာတိုင်းပြည်အုပ်ချုပ်တဲ့မင်းတရားကြီးကိုယ်တိုင်ဖြစ်နေတယ်ဘာဖြစ်လို့တတ်ထားတော့လို့မေးတော့ဘုရင်ကြီးကလူသားစားနေတယ်ဆိုတာသိတော့အံ့ဩထိတ်လန့်တုန်လှုပ်သွားတယ်စစ်သူကြီးကိုယ်တိုင်ကိုလန့်ဖြန့်သွားလောက်အောင်သတင်းဆိုကြီးကြားရတဲ့အခါကျတော့
ညအချိန်ကြီးဖြစ်နေသည့်အတွက်ကြောင့်သူ့ကိုချုပ်နှောင်ထားပြီးလက်ပြင်ကကြတော့ဘုရင်ကြီးထံဝင်မယ်ဝင်တဲ့အခါငါမေးမယ်မေးရင်မင်းအဲ့ဒီတိုင်းဘုရင်ကြီးရှေ့မှာထွက်ဆိုပါလားလို့ဆိုထွက်ဆိုပါမယ်နောက်တည့်ရက်နဲ့မိုးတောက်တဲ့အခါကျတော့နန်းတော်ဘုရင်ရှေ့ရောက်ကြတယ်ဘုရင်ကတော့ညစာမစားလိုက်ရတော့ကြိုတင်ပြီးတော့ပြဿနာပေါ်နေပြီဆိုတာသိတယ်မနေ့ရောက်တဲ့အခါလည်းပဲသူ့ရဲ့စတော်ကဲကိုကျိုးတွေနဲ့တုံနှောင်ပြီးတော့ဘုရင်ရှေ့ခေါ်လာတာကိုသူကိုယ်တိုင်တွေ့ရတဲ့အခါသူကသူဟန်ဆောင်ကောင်းကောင်းနဲ့ထိုင်နေတယ်စစ်သူကြီးနဲ့နောက်ကလည်းလူအုပ်ကြီးကလည်းနန်းရင်ပြင်မှာပါလာတယ်အဲ့ဒီအချိန်မှာစစ်သူကြီးကနေပြီးတော့ဘုရင်ရှေ့မှာမေးလိုက်တယ်မေးလိုက်တဲ့အခါသူမေးတဲ့အတိုင်းထွက်ဆိုတော့စစ်သူကြီးကဘုရင်ကိုလျှောက်တယ်စားတော်ချက်ကိုလူတတ်ဖို့စေလွတ်တယ်အရှင်မင်းကြီးကလူသားကိုစားတယ်ဆိုတာတကယ်ပဲလားစားတော်ချက်ပြောတဲ့အတိုင်းတကယ်ပဲလားလို့ဆိုဘုရင်ကြီးကလည်းပဲကြောင်ကြောင်တင်းနေမဲ့သူတယ်ဟုတ်တယ်လေတဲ့ဟုတ်တယ်ငါခိုင်းတာမှန်တယ်သူကဖြောင်းချက်လိန်ကောက်ပြီးတော့မနေတော့ဖြောင်းချက်ပေးလိုက်တယ်ဟုတ်တယ်ငါခိုင်းတာမှန်တယ်နောက်ဆက်တွဲဘာပြောလိုက်သေးလဲလို့ဆိုငါကိစ္စကိုလှုပ်ပေးနေတဲ့စတော်ကဲတို့မင်းတို့ကဘာပြစ်မှုနဲ့ဖမ်းရတာတော့စတော်ကဲဟာငါအတွက်လှုပ်ပေးနေတယ်လို့ငါလူကိုမင်းတို့ကဘာပြစ်မှုနဲ့ဖမ်းရတာတော့ဘုရင်ကြီးကအဲ့လိုပြောတော့စစ်သူကြီးကအံ့ဩတုန်လှုပ်သွားတယ်အတော်ရက်စက်တဲ့မင်းကြီးပဲတိုင်းပြည်သူပြည်သားတွေကိုရင်ဝယ်သားခဲ့သို့ထိမ့်သိမ်းဆောက်ရမယ်အစားကိုပြည်သူတွေကိုကိုတတ်စားနေလူသားမှုကျွလွန်တဲ့လူတွေကိုဖမ်းပြီးအကာအကွယ်ပေးရမယ်စားသူကိုယ်တိုင်ကလူသားမှုကျွလွန်ခိုင်းတယ်ကျွလွန်ခိုင်းရမြတ်မကလူသားတွေကိုလူတွေနေ့စဉ်တပ်ဖြတ်ပြီးတော့လူသားတွေစားနေတယ်ဆိုအတော့ကိုရက်စက်ကြမ်းကြုတ်တဲ့ဘုရင်ကြီးပဲလို့စစ်သူကြီးကမန်တင်းပြီးတော့ဘုရင်ကြီးကိုငါနားချပြီးတော့ပြောမှပဲဘုရင်ကြီးကိုတတ်နိုင်တယ်များဖြောင်းပြပြီးတော့ဒီအလုတ်ကရှောင်မိုးရငါပြောမှပဲလူသားစားရမကောင်းတဲ့အကြောင်းပြောပြပြီးတော့ငါတောင်းပန်အောင်မယ်ရှင်မင်းကြီးဒီလိုမလုပ်ပါနဲ့လူသားကိုမစားပါနဲ့သာသာအေးစစ်သူကြီးကလျှောက်ထားတယ်မသိတော့ပါဘူးမလုပ်ပါနဲ့ဆိုတော့ဘုရင်ကြီးကပြောင်းပဲကာလဟတ္ထိမင်းဘာပြောလိုက်တာလဲငါမရှောင်နိုင်ဘူးတဲ့ငါစားမှာပဲလူသားကိုအဲ့တော့စစ်သူကြီးကပြောတယ်အရှင်မင်းကြီးမရှောင်ဘူးဆိုလို့ရှိရင်အရှင်မင်းကြီးရောတိုင်းပြည်ရောပျက်စီးလိုက်မယ်ဆိုတော့ပြက်ပါစေတဲ့တိုင်းပြည်ပြက်ချင်ပြက်ပါစေငါကတော့လူသားမစားပဲမနေနိုင်ဘူးအဲ့လိုပဲလူသားပေါ်မှာလူသားရဲ့အရသာကိုသူဟာအလွန်ကြိုက်နှစ်သက်ပြီးတော့ဆွဲလန်းသွားတာပေါ့နော်ဘာနဲ့ပဲလဲရအသက်နဲ့ပဲလဲရဆိုတဲ့ပုံစံမျိုးမင်းဘဝကိုလည်းဆွလွတ်နိုင်တယ်ရှိသမျှစီစဉ်ဥစ္စာတွေကိုလည်းဆွလွတ်နိုင်တယ်လူသားကိုတော့မဆွလွတ်နိုင်ဘူးဒါလည်းဖြစ်နိုင်တဲ့ကိစ္စတခုတချို့ဆိုရင်နော်မတက်မှန်းသိပြီမဲ့လို့ဝဝစားပြီးသေးမယ်ဆိုတဲ့လူမျိုးတွေပေါ့အငတ်ခံပြီးတော့မသေးဘူးဝဝစားပြီးသေးမယ်သူဟာလည်းပဲလူသားကိုတော့မရှောင်နိုင်ဘူး
ဘာပဲပေးဆက်ရတိုင်းပြည်ကိုပဲပေးဆက်ရသူ့ဘဝကိုပဲပေးဆက်ရအားလုံးပေးဆက်မယ်တိုင်းပြည်ပြည့်ချင်းပြည့်ပါစေငါဘဝဆုံးရှုံးနစ်နာခြင်းနစ်နာပါစေလူသားစားခြင်းမှာတော့ငါမရှောင်နိုင်ဘူးဒီလူသားစားလာတာဟာအတိတ်ဘဝတော့ငါသူပိလူဘဝကလာခဲ့တာအဲ့ဒီတုန်းကလေးကကြိုက်လာတာဒီဘဝရောက်တဲ့အခါကျတော့ခရွင်းတွေ့သွားတော့ရှောင်လို့မရတော့ဘူးတဲ့တော့လောကလူတွေမှာရတ္တတဏှာဆိုတာဟာဒီပြင်တဏှာတွေနဲ့ဆိုင်အဆိုးဆုံးပဲလို့ဆိုတယ်နော်ရတ္တတဏှာဆိုတာအဆိုးဆုံးပဲတဲ့ကျန်တာတွေကိုလွှမ်းမိုးချုပ်ကင်သွားနိုင်တယ်ပေါ့ဒါလည်းသတိထားကြအကောင်းတယ်ဒါကြောင့်မြတ်စွာဘုရားရတ္တတဏှာကိုထိမ့်ချုပ်ဖို့အတွက်ရဟန်းတော်တွေဆိုလို့ရှိရင်ဤသည့်စားပွဲမဲကိုမြူးရမှန်ကြွလှပရေးစင်ပြဖြိုးခြင်းကမသုံးပါဘူးလေးပြဓာတ်ဆောင်ဤကိုကောင်းသည်ရှေးအောင်တည်လျက်အသက်မြတ်တမ်းမမောပညာဖရာသာသနာချက်နဲ့ပြကိုကျင့်ပါနိုင်စေဝေဒနာဟောင်းသစ်မဖြစ်เสียရာပိုက်မြတ်လေခတ်သိမ်းဖြစ်ကိုမဖြစ်လေအောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိဝဲပါ၏ရည်ရွယ်ချက်တွေနဲ့မှန်မှန်ကန်ကန်တွေးတောဆင်ခြင်ပြီးမှစားစေတယ်နှုတ်ဆိုရင်အရသာခံစားလိုက်မယ်ဆိုရင်ဒီအရသာကြိုက်သွားပြီဆိုတဲ့လူတယောက်ဘယ်လိုမှမရှောင်နိုင်ဘူးလို့ဆိုလို့ရတ္တတဏှာဟာတဏှာတွေထဲမှာတော့အဆိုးဆုံးပဲလို့ပြောရကျန်တာတွေလည်းဆွဲမဲ့တတ်တော်လည်းပဲလူတွေဟာဒီရတ္တတဏှာအတွက်ဒုက္ခရောက်နေကြတယ်အများအားဖြင့်ယောဂဝေယဖြစ်ကြတာလဲရတ္တတဏှာကြောင့်စားတော့တွေမရှောင်နိုင်သည့်အတွက်ကြောင့်ဒုက္ခရောက်ကြဒီရတ္တတဏှာအဆိုးဆုံးပဲလို့ဆိုအဲ့တော့ဘုရင်မင်းကြီးကပြောင်ပြောင်တင်းတင်းပဲငါမရှောင်နိုင်ဘူးတဲ့အလုံးပျက်စီးခြင်းပျက်စီးပါစေလူသားစားခြင်းမှာတော့ငါတစ်သလုံးရှောင်မှာမဟုတ်ဘူးခေါင်းမာမနဲ့ပြန်ပြောတဲ့အခါစစ်သူကြီးကတော့သဘောကောင်းတယ်နားချတယ်ပေါ့ဖြောင်းပြပြောဆိုဦးမယ်တတ်နိုင်သမျှရှင်မင်းကြီးလူသားဆိုတာကိုယ်လည်းလူပဲသူတို့လည်းလူပဲဇတ္တုသားကိုမစားသင့်ဘူးဇတ္တုသားစားတဲ့လူဟာပျက်စီးတတ်တယ်လောကမှာတော့တိရစ္ဆာန်တွေဟာဇတ္တုသားစားနေကြတယ်ဒီကနေ့ခေတ်မှာကြည့်လိုက်မယ်ဆိုဒီမွေတွေပါတယ်ဆိုရင်လည်းမွေကြီးကမွေလေးကိုမျိုးတာပဲငါးလည်းပဲငါးကြီးကငါးလေးကိုမျိုးတာပဲနော်ခဏခေတ်မှာတော့ဇတ္တုသားလို့စားနေကြတဲ့အကောင်တွေတွေ့တာငှက်ကလည်းငှက်သေးသေးလေးတွေစားတာပဲသူတို့လည်းငှက်ချင်းစားအဲ့လိုစားနေကြတာတွေတွေ့အဲ့တော့လူသားကိုစားတယ်ဆိုရင်ဇတ္တုသားစားတာဖြစ်တယ်ဒါဟာပျက်စီးဆုံးရှုံးတတ်တယ်ဘာကြောင့်ပျက်စီးတတ်တုံးလို့ဆိုတော့ကိုယ်ဇတ္တုသားစားလာလို့ရှိရင်ငါတို့သားစားမဲ့လူဆိုပြီးတော့သူ့ကိုယွံမုန်းလာကြမှာပဲဝိုင်းပြီးတော့သူ့ကိုဒုက္ခပေးကြမှာဒါသိချတယ်ပေါ့ကိုယ်စားမဲ့လူဆိုပြီးတော့ဒုက္ခပေးလာအဲ့ဒါကြောင့်မို့လို့ပုံဝတ္ထုတစ်ခုပြောပြီးတော့ဘုရင်ကြီးကိုဖြောင်းပြတယ်အာနန္ဒာဆိုတဲ့ငါးကြီးအကြောင်းကိုသူပြောတာပင်လယ်ထဲမှာလူတွေကနာမည်ပေးထားတာဖြစ်ပါလိမ့်မယ်ဒီနာမည်အာနန္ဒာတဲ့တိမိနန္ဒာအစ္ဆာရုဟဆိုဒီငါးကြီးသုံးကောင်ကရှုစနာ900ခန္ဓာကိုယ်ရှိတယ်ပထမကြီးတဲ့ငါးကြီးတွေတမန်အဖြစ်တော့ဟိုအညာဘိုင်းကဒေသလူတွေငါးကြီးတွေအဲ့လောက်ကြီးတယ်လို့ပြောတာယုံကြည်မယုံပါပင်လယ်နဲ့နှီးတဲ့လူတွေကတော့ဝေလာငါးကြီးတွေတွေ့နေကြတော့ခုခေတ်တော့လက်ခံနေကြတယ်နော်လက်ခံကြတယ်အတော်ကိုကြီးတဲ့ငါးကြီးတွေအဲ့ဒီအာနန္ဒာဆိုတဲ့ငါးကြီးอ่ะယူစနာ900ရှည်လျားကြီးမားတဲ့ငါးကြီးတစ်ခုပင်လယ်ထဲကကြောက်ဆောင်နေနားမှာသူကဒီကြောက်ဆောင်နေမှာပေါက်နေတဲ့ရေညှိတွေတို့အဲ့ဒါတွေကိုစားတယ်ငါးသားမစားဘူးတဲ့အဲ့ဒီတော့မစားဘူးအဲ့ဒါလို့နေတာ
အဲ့တော့ငါးကြီးဆိုတော့ငါးလေးတွေကလာကြတာပေါ့ဒါတော့အကောင်ကြီးကြီးဆိုရင်အကောင်လေးတွေကခါစားတယ်ဆိုတာဖြစ်နိုင်တယ်ဘုန်းကြီးတို့မမြင်ရပေမဲ့လို့ဒီမှာခွေးကြီးကြီးတစ်ကောင်လာရင်ခွေးလေးတွေကခါစားကြတာတွေ့ရတယ်ခါစားပုံခါစားနည်းအမီးလေးကိုပြုတ်ထွက်မတတ်နော်မျက်နှာကြိုသွေးအမီးလေးပြုတ်လောက်အောင်ကိုရမ်းပြီးတော့ကိုခွေးကြီးတွေပါလေဆိုရင်ခါစားကြရတာသူတို့အဲ့ဒါတော့တွေ့နေတာပဲအဲ့တော့ငါးကြီးကြီးဆိုငါးပေါက်စားလေးတွေကငါးသူ့တဲ့ငယ်တဲ့ငါးတွေကလာပြီးခါစားကြတာခါစားကြတယ်အဲ့ဒါလို့အယုသေးပြီးပြီးတော့လေးစားကြတယ်သူတို့ဘယင်ကဲသို့ဆက်ဆံပြီးတော့နေထိုင်ကြတရက်ကြတော့ဘာဖြစ်တယ်လဲလို့ဆိုတော့တရက်ကြတော့သူသွားရင်လာရင်ကနေငါးတစ်ကောင်ကိုဟပ်မိသွားတယ်ဟပ်မိလိုက်တဲ့အခါပါဇက်တဲ့ရောက်တော့ဟာအရသာရှိလာကြည်လားပေါ့အရသာရှိလာကြည်လားဆိုပြီးတော့ရေညှိတဲ့ပို့အရသာရှိတယ်တဲ့ငါသားငါမသိဘူးကဲဒီနေ့ကစပြီးရေညှိမစားတော့ဘူးရေညှိကလူတွေစားကုန်ပြီခုအဲ့တော့ငါပဲစားတော့မယ်ဆိုပြီးတော့သူနားလာတဲ့ငါးတွေကိုစားဖို့ကြိုးစားလာတယ်သူကလည်းအကင်းပါတယ်ငါနားလာတဲ့ကောင်တွေကိုဖမ်းဆိုင်ငါနားလာရဲမှာမဟုတ်ဘူးအဲ့တော့ငါနားလာတဲ့ကောင်တွေလာပါစေခတ်တီတီနဲ့ဒါလေးကြည့်နေမယ်ပြန်လှည့်တော့နောက်ဆုံးအကောင်ကျမှဖမ်းဆံမယ်ဆိုပြီးတော့အဲ့ဒီလိုနဲ့စားနေတာငါးတွေတဖြည်းဖြည်းရော့လာငါးတွေတဖြည်းဖြည်းရော့လာတဲ့အခါကျတော့ငါးထဲမှာလည်းပဲစဉ်းစားတတ်တဲ့ငါးရှိတို့အရင်ကလိုအများကြီးမရှိတော့ဘူးဘာဖြစ်တယ်လဲရန်သူရှိနေပြီထင်တယ်ဆိုပြီးတော့အကင်းပါတဲ့ငါးတစ်ကောင်ကအာနန္ဒငါးကြီးရဲ့နေရွယ်ခြားနာလေးမှာအသားလေးခုံပုံးခိုပြီးတော့သူမမြင်နဲ့သူမမြင်အောင်ပုံးခိုပြီးတော့အသားချောင်းတယ်ငါးတွေလာကြတယ်လာပြီးတော့သူ့စီကိုလာပြီးခါစားယူချိုးပြီးပြန်သွားတဲ့အခါမှာနောက်ဆုံးငါးတစ်ကောင်ကိုသူဟပ်ပြီးစားလိုက်တယ်အဲ့ဒီမှာဒီငါးကလက်တွေ့သူ့မျက်တွေ့မြင်လဲရတယ်ဟာသူ့လက်ချက်ပဲဆိုပြီးတော့ကြံတဲ့ငါးတွေကိုသူလိုက်ပြောတယ်ဟုတ်တယ်သူစားတာအန်နေရှိတယ်မင်းတို့မသွားကြနဲ့တော့ငါးတွေကသူ့ကိုရှောင်ကြတာသူစီငါးတကောင်မှမလာတော့အဲ့တော့ငါးချိုက်တဲ့အကောင်ငါးစားစရာမရှိတော့လိုက်ရှာတာပေါ့ငါးတွေကိုပတ်ရှာငါးတွေကလည်းပုံကြတယ်သူလာတယ်ဆိုအကုန်လုံးသူခန္ဓာကိုယ်ကြီးကြီးတော့တော်ရောက်တဲ့ဝင်ပုံနေသူမနိုင်နိုင်တော့ဘူးလေကြောက်ဆောင်သေးသေးတွေဝင်ပုံနေတော့သူအဲ့တော့ပင်လေတဲကကြောက်ဆောင်ကြီးကိုသူပတ်ပြီးတော့ရှာလိုက်တာသူခန္ဓာကိုယ်ကြီးအလွန်ကြီးတဲ့အခါကျပတ်ရှာလိုက်တဲ့အခါမှာသူ့အမီးကိုပတ်လိုက်တဲ့အချိန်မှာသူ့အမီးကိုသူပြန်မြင်တဲ့အခါငါပဲဆိုပြီးတော့အမီးကိုဖမ်းကိုက်ပြစ်တယ်စာနဲ့ဖမ်းကိုက်ပြီးတော့ကိုက်စားလိုက်တာအဲ့ကြမှာသူ့အမီးမှန်းသူတိသွားတော့သွေးတွေချင်းချင်းထွက်ပြီးတော့နေတော့ကျန်တဲ့ငါးတွေကဒီခါတော့တို့ဝိုင်းပြီးတော့ဒုက္ခပေးမှပဲဆိုပြီးတော့ဓာယာကိုဝိုင်းပြီးတော့ဆော်ကြတာနော်ဝိုင်းဆော်လိုက်တဲ့အခါကျတော့အနန္ဒာဆိုတဲ့ငါးကြီးဟာအယိုးပဲကြံတော့သေဆုံးသွားတယ်တဲ့ငါးတွေကဝိုင်းပြီးနှိပ်စက်လိုက်ကြတယ်အဲ့ဒါဟာသတ္တုသာစလို့ရှင်မင်းကြီးစဉ်းစားကြည့်တဲ့အဲ့ဒီအနန္ဒာဆိုတဲ့ငါးကြီးဟာသတ္တုသာစားသည့်အတွက်ကြောင့်ပျက်စီးဆုံးရှုံးရတဲ့ဘဝမျိုးကိုရောက်တယ်ရှင်မင်းကြီးလည်းမစားပါနဲ့ရှင်မင်းကြီးလည်းဒီလိုလူသားကိုမစားပါနဲ့စားလို့ရှိရင်အခုလိုဖြစ်မျိုးနဲ့ကြုံတွေ့နိုင်ပါတယ်လူသားစားခြင်းကရှောင်ပါဆိုတော့စစ်သူကြီးမင်းသာပုံဝတ္ထုရှိတာမဟုတ်ဘူးငါလည်းပုံဝတ္ထုရှိတယ်ငါပြောမယ်ဆိုပြီးသူကလည်းပုံဝတ္ထုလေးတစ်ခုပြောပြမစားရရင်အသေးခံတဲ့အကြောင်းကိုသူပြောတယ်ရှေးတုန်းကသူစာတာဆိုတဲ့တကြွယ်တယောက်ရှိသူ့မှာသားတဦးရှိအဲ့ဒီသူစာတာဆိုတဲ့သူ့ကြွယ်စီရသိတွေ900လောက်ဟိဝန္တာတောင်ကနေလာပြီးတော့သူ့ဥယျာဉ်ထဲမှာနေ
အဲ့လိုသူဥယျာဉ်ထဲမှာနေတဲ့အခါသူကယသိတွေစီချင်းကပ်ယသိတွေနဲ့ယဉ်နီးပြီးတော့နေတယ်ယသိတွေကမိုးရသည်မှာဆိုရင်ရောက်လာတတ်တယ်မိုးကုန်ပြီဆိုရင်ပြန်ညပြန်တယ်မိုးရသည်လေးမှခဏဆင်းလာကြတာအဲ့လိုယသိတွေတခါတော့ယသိတွေကရောက်လာတဲ့အခါမှာဘာပါတော့ဆိုဟိမွန်တာကနေပြီးတော့စပုတပြေသည်မဲ့ကြီးတွေပါလာတော့အဲ့ဒီစပုတပြေသည်ကိုယသိတွေကစားတဲ့အခါကျတော့ရှင်ဘုရားတို့ဘာဖုံးမွေးကြတာတော့ဆိုတပြေသည်စားတပြေသည်စားတယ်ဆိုသူ့နောက်ကပါလာတယ်သူ့သားလေးကစားခြင်းစိတ်ပေါက်လာစားခြင်းစိတ်ပေါက်လာတော့အဲ့ဒါယသိတူကလေးဆိုပြီးတော့တပြေသည်ချမ်းလေးတစ်ခုပေးလိုက်တာပေးလိုက်တော့အဲ့ဒီကလေးကတပြေသည်မဲ့တချမ်းလေးစားလိုက်ရတဲ့အခါကျတော့ဘာမှကျွေးလို့မရတော့ဘူးတဲ့အဲ့ဒီကလေးကတပြေသည်နဲ့ကြီးပဲတောင်းနေတော့တာအဲ့တော့သူ့ကိုဒီပြင်အသီးတွေအမျိုးစုံလုပ်ပြီးတော့ကျွေးတော့လည်းမစားဘူးအိမ်ပြန်ရောက်တော့လည်းပဲဒီပြင်အစားကျွေးလို့မရတော့ဘူးအဲ့ကလေးကတပြေသည်မှတပြေသည်ဖြစ်နေတာအဲ့ဒါလိုနဲ့ပဲယသိတွေကလည်းသူ့တပြေသည်မဲ့လေးကျွေးပြီးတော့ပြန်သွားကြတယ်ယသိတွေကမရှိတပြေသည်ကလည်းဘယ်မှမရနိုင်တဲ့အခါကျတော့အစာရည်စာပြတ်သွားပြီအဲ့ဒီကလေးကဒီပြည့်ဟာအစာမဝင်ဖြစ်ပြီးတော့သေဆုံးသွားတယ်တဲ့ဒါတပြေသည်ကြိုက်လို့သိတာငါလည်းပဲလူသားမှမစားရလို့ရှင်အဲ့ဒါလို့သိနိုင်တယ်ပေါ့ဒါကြောင့်မို့လူသားတော့ငါရှောင်လို့မရဘူးပေါ့ဒါမပါရင်ငါထမင်းမဝင်ဘူးတဲ့ဒါမျိုးကလည်းရှိသေးတယ်နော်အဲ့လိုအဖြစ်မျိုးကဒီရှေးကနဝတသမန်တယောက်မှဒီလိုအဖြစ်မျိုးတစ်ခုရှိဘူးအဲ့ဒီလူကနွားတွေတပ်ပြီးမဲသားရောင်းတယ်မဲသားရောင်းပြီးတော့သူစားဖို့ဆိုတဲ့အမဲတွေခြံထားပြီးသူ့အိမ်တဲ့ဇနီးကိုမဲတွေပေးပြီးတော့မဲသားဟင်းချက်ခိုင်းသူကရေမိုးသွားချိုးနေတယ်အဲ့ဒီအချိန်မှာသူ့မိတ်ဆွေအတော်ရင်းတဲ့သူကလာပြီးတော့အိမ်မှာဧည့်သည်ရောက်လို့ဒီအမဲတွေတော့ပေးပါလို့ပြောတော့ဟိုမျိုးသမီးကမပေးချင်ဘူးရှင်သိတဲ့အတိုင်းပဲသူကအသားမပါရင်ထမင်းစားတာမဟုတ်ဘူးမလုပ်ပါနဲ့မယူပါနဲ့ဆိုတဲ့ဟာယူတယ်ရတယ်ဆိုပြီးတော့ဆွယူသွားသူကရေချိုးပြီးထမင်းစားမယ်ဆိုပြန်လာတဲ့အခါဟင်းပွဲထိုင်လိုက်တဲ့ထမင်းပွဲထိုင်လိုက်တဲ့အခါကျတော့အမဲသားပါမလားဘယ်ဘလို့အမဲသားဆိုဒီလိုပဲရှင်းရဲ့မိတ်ဆွေကပြောလို့မရဘူးအိမ်ဧည့်သည်ရောက်လို့ဆိုအတင်းယူသွားတယ်ဆိုတော့ဘာလို့တုံးဆိုနွားတတ်တဲ့ဓာတ်ကိုယူပြီးတော့အိမ်နောက်ဖေးမှာခြိထားတဲ့နွားပါဇက်ဖြဲပြီးတော့နွားရဲ့ရှာကိုဖြတ်တယ်နွားရဲ့ရှာကိုဖြတ်ပြီးအဲ့ဒါချက်ခိုင်းတယ်ဒါကိုလောက်ရက်ဆက်တယ်မဲသားမပိုင်မစားနိုင်ဘူးနွားရှင်လက်အကောင်ရဲ့ရှာကိုဖြတ်ယူလာခဲ့ပြီးတော့ရော့ဒါချက်ဆိုပြီးတော့ချက်ပြီးတော့ထမင်းစားအဲ့ဒီအမဲရှာလေးကိုချက်ပြီးတော့သူကထမင်းတစ်လုံးလဲစားလိုက်ရောသူ့ရှာနဲ့နွားရဲ့ရှာထိလိုက်တာနဲ့တပြိုင်နက်သူ့ရှာပြတ်ကျသွားအကုသိုလ်ကံကအကျိုးပေးလာနွားတွေတတ်လာတာလဲနှစ်ပေါင်းများစွာအဲ့ဒါလို့ရဲဆက်လို့တော့သူဟာထမင်းစားရင်ကရှာကြီးပြတ်ကျသွားအော်ဟစ်ညည်းညူပြီးတော့တိတ်မကြတော့ဘူးသိဆုံးသွားပြီဝီစင်ငယ်ရောက်သွားတယ်တဲ့ဒါကနွားသက်သမားအသားမရှောင်နိုင်လို့ရက်စက်တဲ့အားကြောင့်မို့ဒီလိုဖြစ်တာနော်အဲ့ဒါလိုပဲဒီအသားမပါရင်မစားနိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေရှိတာနော်ဒီဘုရင်ကြီးဟာလည်းပဲလူသားမှမပါလို့ရှိရင်သူကထမင်းမဝင်တော့ဒါကြောင့်မို့လို့မရှောင်နိုင်ဘူးစွန့်ညင်းတယ်သူဇာတသူကျွယ်ရဲ့သားကလေးလေးစပြေသီးမဲ့မရတာနဲ့ဘဝတစ်ခုဆုံးသက်သွားတယ်ငါလည်းပဲမစားရဘူးဆိုရင်သိဖို့ပဲရှိတယ်ငါကတော့လုံးဝမရှောင်နိုင်ဘူးလို့ညင်းဆိုပြန်တယ်နော်လူသားမစားရဘူးဆိုရင်အသေးပဲခံမယ်နော်အသေးပဲခံမယ်
ဝဝစားသေးပဲဆိုတဲ့လူမျိုးတွေပဲဒါနော်စားပြီးမှသေးပဲမစားရရင်အသေးပဲခံမယ်ရှောင်ကျင်မှုတော့မလုပ်ဘူးလို့ပြောတဲ့အခါကျတော့စစ်သူကြီးကဖြောင်းပြပြန်တယ်ရှင်မင်းကြီးမလုပ်ပါနဲ့သေချာစဉ်းစားပါလူသားကိုရှင်မင်းကြီးလူသားကိုဆက်ပြီးတော့စားနိုင်မယ်ဆိုရင်တတိုင်းလုံးတစ်ပြည်လုံးဆုံးရှုံးပါလိမ့်မယ်ရှင်မင်းကြီးရဲ့တဆွေလုံးလည်းပျက်စီးပါလိမ့်မယ်ရှင်မင်းကြီးရဲ့မင်းဆိုးရာသာအာဏာတွေလည်းအကုန်လုံးကျဆင်းပြီးတော့တတိုင်းပြည်လုံးဒုက္ခရောက်ပါလိမ့်မယ်မစားပါနဲ့လို့စားလို့ရှိရင်ရှင်မင်းကြီးကိုတိုင်းပြည်ကနေပြီးတော့နှင်ထုတ်ကြလိမ့်မယ်လူထုကလည်းနောက်ကနေစောင့်နေကြတာဘုရင်ကြီးကိုလူသားစားတဲ့ဘုရင်ကြီးကိုပြစ်ဒဏ်ခတ်ချင်လို့စောင့်စစ်သူကြီးကသာသဘောကောင်းနေတာရှင်မင်းကြီးကိုနှင်ထုတ်ကြလိမ့်မယ်ရှောင်မယ်လို့ပြောပါသူကာဝယ်ပေးပါမယ်လူသားမစားဘူးဆိုရင်သူကာဝယ်ပေးပါမယ်လို့ပြောရှာမရဘူးရှင်မင်းကြီးရှေ့ကဖြစ်ပျက်ခဲ့တဲ့ပုံဝတ္ထုလေးတစ်ခုပြောပြမယ်တဲ့ပုံနာတွေထဲမှာမြင့်မြတ်တဲ့ပုံနာမျိုးတစ်မျိုးဖြစ်တဲ့တတိယဆိုပုံနာမျိုးရှိတယ်သူတို့ဟာငါးပါးသီလကိုလုံးလုံးချုံချုံထိမ့်သိမ်းဆောက်ရှောက်လေးရှိကြတယ်တကယ်ကိုမြင့်မြတ်ဖြူစင်စွာနေတာအဲ့ပုံနာမျိုးထဲမှာအဲ့ဒီပုံနာရဲ့သားလေးတစ်ယောက်ရှိတယ်သူဟာလည်းပဲသူ့ဖခင်ရဲ့ဆွဆုံးမတဲ့အတိုင်းလိမ့်လိမ့်မာမာလေးနေတယ်သို့တော်သူနဲ့ပေါင်းသင်းတဲ့ပုဂ္ဂိုလ်တွေဟာအယက်သေးစာတောက်စားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ယက်သေးစာတွေတောက်စားမဲ့ပုဂ္ဂိုလ်တွေကသူ့ကိုအယက်တိုက်ဖို့ကြိုးစားကြတယ်သူကလုံးဝညင်းတယ်သူတို့မျိုးရိုးမှဒါမျိုးမလုပ်ဘူးဆိုပြီးတော့တင်းခံနေတယ်အဲ့ဒါလို့နဲ့တရက်ကြတော့ဥယျာဉ်သွားကြမယ်ဥယျာဉ်သွားမယ်ဆိုတော့ကဲမင်းတို့သွားခြင်းသွားငါတော့မလိုက်ဘူးမင်းတို့ကရက်တော့မှာဆိုတော့ငါကမတော့ဘူးဆိုအာရှင်သားမတော့ချင်နေပါနွားတို့ယူခဲ့ပါမယ်ကျွန်တော်တို့သာရက်တော့မယ်ခင်ဗျားမတော့လည်းရတယ်လိုက်ခဲ့ပါဆိုသူ့ကိုပါခေါ်သွားကြတယ်ဟိုရောက်တဲ့အခါကျတော့ခါတိုင်းလိုရက်ခွက်တွေလုံထားပဲနဲ့ပဒုံမာကြာရွက်တွေကိုချိုးပြီးအဲ့ပဒုံမာကြာရွက်ထဲမှာအရက်ကိုမှုှွှကြိုင်ကြိုင်လေးတွေလုပ်ပြီးတော့ထည့်ထားတယ်ထည့်ထားပြီးတော့အချိုတွေနဲ့ရောဆက်ပြီးတော့ထည့်ထားအဲ့ဒီလူတွေကဟိုရောက်တဲ့အခါကျတော့ပျော်ပွဲစားတောက်ကြတော့ဘုရမကြာရွက်တွေဆိုခါတိုင်းမင်းတို့ဘာတွေစားတာတော့ဟာဒါအမတမချိုးတာဘုရမကြာရွက်ကြာဝတ်ဆံကိုစားတာလို့ဆိုစားကြည့်မလားလို့ဆိုသူ့ပေးလိုက်တယ်တကယ်တော့အရက်တွေနဲ့ရောထားတာအဲ့ဒါလေးဘုရမကြာရွက်ထဲပါတာလေးကိုသွားပြီးတော့မြည်ကြည့်လိုက်တာရှားပေါ်လေးရောက်သွားတယ်သူကြိုက်သွားတာဒါတော့ကောင်းတာလားအဲ့ကြတော့မှဟိုကဖိပြီးတော့တိုက်ကြတယ်ဖိတိုက်တဲ့အခါကျတော့အရက်ဆွဲသွားတယ်ရဲဆွဲသွားတော့သူ့အဖေကခေါ်ပြောတယ်ငါသားမင်းမသိတော့ဘူးတို့မျိုးရိုးမှာဒီလိုကိုချင်းတီလာဖော်ပြတဲ့ပုဂ္ဂိုလ်ကိုချင်းတရားပြပြတဲ့အလုပ်တွေမလုပ်ဘူးမလုပ်ရဘူးဆုံးမတဲ့အတိုင်းလိုက်နာဆိုသူကမရဘူးလူမျိုးဆိုတာဘာလို့ဆရာလဲအကောင်းဆုံးအရာသာသူမရှောင်နိုင်ဘူးဒါသာလေလူဘဝမှာအမြတ်ဆုံးပဲနော်လူဖြစ်ရဲ့တန်နဲ့မှဒီအရေးလေးမှမတော့ရဘူးဆိုလူဖြစ်ကြိုးမနှက်ဘူးဆိုပြီးတော့တရားချလို့မရတဲ့အခါကျတော့သူ့အဖေကပြောတယ်မင်းအကယ်၍မရဘူးဆိုရင်ငါပြောတော့မရလို့ရှိရင်မင်းကိုတို့မျိုးရိုးကနေပြီးတော့မင်းကိုယုံတင်ပြီးတော့တရားဆုံးဖြတ်ပြီးတော့မင်းကိုအမွေဖြတ်ကြော်ညာမယ်ဆိုတော့ကြိုက်တယ်လို့လုပ်ပါပေါ့ဒါတော့မဖြတ်နိုင်ဘူးဆိုဖြစ်သွားအဲ့ဒါနဲ့တရားယုံခေါ်သွားပြောလို့မရတဲ့အခါတရားယုံခေါ်ပြီးဒီနေ့ကစပြီးတော့သူကဒီမျိုးရိုးကလည်းပယ်လိုက်တယ်အရက်တောက်နေသမျှသူ့ကိုအမွေစားအမွေခံဖြစ်ကလည်းဖယ်ထုတ်ပြလိုက်တာနောက်ဆုံးမှာမိဘစီကလည်းဘာမှမရတော့အရက်သမားတွေနဲ့တောက်စားမှုရနေရင်နဲ့လမ်းမှာပဲဆင်းရဲနဲ့သိဆုံးသွားတယ်အဲ့တော့
မလုတ်တင်တာကိုလှုပ်လို့ရှိရင်အခုလိုအမွေပြားကြော်ညာပြီးတော့နှင်ထုတ်ခံရတယ်တင်မင်းကြီးလည်းပဲလူသားမစားပါနဲ့စားမယ်ဆိုလို့ရှိရင်တိုင်းပြည်ကအခုလိုအေးအေးယူပြီးတော့နှင်ထုတ်ပါလိမ့်မယ်ဆိုတော့ငါကတော့ဘယ်နည်းနဲ့မှမရှောင်နိုင်ဘူးမရှောင်နိုင်ဘူးတဲ့မင်းနဲ့ပြောစရာမဟုတ်ဘူးတဲ့ခုနကသူဇာတာဆိုတဲ့သူ့ကျွဲတယောက်ဟာသူ့သားလေးကစဘူးတပြေသည်မစားရလို့တပြေသည်တန်းတာပြီးတော့သေသွားတယ်သူ့အဖေကတော့ယသိစီကိုသွားတယ်ယသိတွေသွားပြီးတော့ယသိတွေကတရားဟောတာကိုတရားနာရင်နေမယ်ဆိုပြီးတော့ယသိတွေနဲ့အတူတညဥယျာဉ်ထဲမှာအိတ်တဲ့အခါကျညအချိန်ရောက်တော့ယသိတွေစီကိုတရားမင်းလာတယ်တရားမင်းကတယောက်တည်းလာတာမဟုတ်ဘူးတဲ့အဲ့မှာလာတော့နတ်သမီးတွေခြံရံနဲ့သူကရောက်လာတရောလုံးလင်းချင်းပြီးတော့နတ်သမီးတွေနဲ့တရားမင်းကခြံရံပြီးတော့လာတော့သူကတဏှာလေးကသူ့အဆောက်အဦလေးတွေကအပေါက်ထဲကနေပြီးတော့တရားမင်းနဲ့နတ်သမီးတွေလာတာကိုအပေါက်ကနေချောင်းကြည့်ပြီးမြင်နေရတယ်နတ်သမီးတွေကလည်းချောလိုက်တာဆိုပြီးတော့အယောင်တွေဖိတ်တောက်နေတယ်အဲ့တော့နတ်သမီးတွေရဲ့ရုပ်ပုံလွှာကိုသူမြင်လိုက်ရကြတဲ့ကသူမျက်စိတွေကလဲသွားတယ်မနေ့ကျတော့မေးတယ်ညာလာတာဘယ်သူတုံးဆိုအဲ့ဒါတရားမင်းနဲ့ပါလာတာတွေကတရားမင်းရဲ့အချမ်းရနတ်သမီးတွေလို့ဆိုတဲ့အခါကျအဲ့ဒီသူဇာတာဆိုတဲ့သူ့ကျွဲဟာအိမ်ပြန်သွားပြီးတော့နတ်သမီးကိုအစ္စရာလို့ခေါ်တယ်ပါဠိလိုအဲ့တော့နတ်သမီးပေးဆိုတာပါဠိလိုကြတော့အစ္စရံဒေထအစ္စရဆိုတဲ့စကားလုံးကနတ်သမီးကိုလည်းဟောတယ်လက်ဖြစ်တီးတာကိုလည်းဟောတယ်အစ္စရာဆိုတော့သူ့အိမ်ကလူတွေကနားမလဲတဲ့အခါကျတော့လက်ဖြစ်ဝိုင်းတီးကြတယ်ဟာအဲ့ဒါမဟုတ်ဘူးနတ်သမီးကိုလိုချင်တာနတ်သမီးပေးနေဒီလူတော့ယူလာပြီဆိုပြီးတော့ဝိုင်းပြီးတော့ပြောကြတယ်ဆိုကြနဲ့ဘယ်လိုလုပ်ရတော့ကုစားလို့မရဘူးစိတ်ရောဂါရသွားပြီးတော့နတ်သမီးကိုတောင်းနေအဲ့ဒါနဲ့အင်္ဂါရှိတဲ့သူဇနီးတို့အကုန်လုံးကိုအဝတ်စားတွေပြင်ဆင်ပြီးတော့ဒါနတ်သမီးတွေပဲလို့ဆိုပြောတော့မဟုတ်ဘူးတဲ့ဒါတွေကဘလူးမတွေဆိုပြီးတော့အဲ့ဒါလူတွေဖြစ်ပြီးတော့နတ်သမီးကိုတန်းတရင်ကနေပြီးတော့ယူသွတ်ပြီးသေဆုံးသွားတယ်တဲ့အဲ့ဒါလိုယူသွတ်သေဆုံးသွားတာဘာဖြစ်လို့တော့ဆိုတော့ရုပ်ဆင်းအင်္ဂါချင်းကအလွန်ကွဲပြားခြားနားတာအဲ့ဒီပုံဥထိလေးကိုသူကပြောပြပြီးစစ်သူကြီးတယ်ငါဟာလဲလူသားစားပြီးမှတော့တပြည့်ဟာတွေငါမစားနိုင်တော့ဘူးတဲ့ဟိုကလည်းနတ်သမီးမြင်ပြီးမှတော့တပြည့်ကြည့်လို့မရတော့ဘူးတဲ့အားလုံးအဲ့ဒါလို့အသေးပဲခံတော့မယ်ဆိုပြီးတော့သေသွားတာအဲ့ဒါမျိုးလိုပဲလူသားမစားပဲနဲ့ရှောင်ရမယ်ဆိုရင်လည်းငါဟာသေဆုံးသွားနိုင်တယ်လို့ညင်းပယ်ပြန်တယ်ပေါ့မစားပဲမနေနိုင်ဘူးဆိုပြီးတော့ညင်းပယ်ပြန်အဲ့လိုလို့တော့စစ်သူကြီးကစိတ်ရှည်လက်ရှည်နဲ့ရှင်မင်းကြီးပုံဝတ္ထုတစ်ခုပြောပြမယ်တဲ့ပုံဝတ္ထုတစ်ခုပြောပြစတ္တုသားဆိုတာမစားကောင်းဘူးတဲ့စတ္တုသားဆိုတာမစားရဘူးတဲ့စားရင်ဒုက္ခရောက်လိမ့်မယ်ခုနတော့ကအနန္တငါးကြီးပဲကြည့်စတ္တုသားစားလို့ဒုက္ခရောက်တာမလုံးတဲ့နာလှုပ်လို့ခုနကတုတ္တိယဆိုတဲ့လူမောင်းထုတ်ခံရတာအမွေပြကြော်ညာခံရတာအဲ့ဒါလိုပဲစတ္တုသားကိုလုံးဝစားဖို့မကြိုးစားပါနဲ့လူသားစားမယ်ဆိုရင်တင်မင်းကြီးကိုတိုင်းပြည်ကနှင်ထုတ်ကြလိမ့်မယ်အစင်နဲ့ပြည်သူလူထုကပြင်ဘက်မှာစောင့်နေတယ်စင်မင်းကြီးကိုမောင်းထုတ်ဖို့ရာစင်သင့်ဖြစ်နေကြပြီသူပြောတာကိုနားထောင်ပါလူသားမစားပါနဲ့လို့ဆိုပုံဝတ္ထုတစ်ခုပြောပြပါမယ်တဲ့စတ္တုသားစားလို့ပျက်စီးသွားတဲ့
ဗမာတွေကြောက်ကြလိမ့်မယ်ဟင်းသာ9000ဆိုတဲ့ဇာတ်လမ်းလေးကိုပြောပြတာနော်ဟိမန္တာတောင်ရွှေကူတွင်မှာဟင်းသာတွေအရေအတွက်9000တိုင်းတာရှိတဲ့ဟင်းသာတွေကမိုးရသည်မှာဆိုလို့ရှိရင်အဲ့လှိုင်ကူထဲမှာနေကြတယ်ဟိမန္တာဆိုတာမိုးတားများတယ်ပေါ့နော်မိုးရလို့ရှိရင်မတိတ်ဘူးအဲ့တော့မိုးရသည်မှာဆိုလို့ရှိရင်မိုးလေးလရသည်ရောက်လာပြီဆိုရင်သူတို့အစာရှာထွက်လို့မရဘူးပြင်းမဲ့ထွက်တာနဲ့မိုးရည်တွေနဲ့အတောင်တွေလေးပြီးတော့ရှေ့ဆက်ပြန်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ဟိမန္တာမှာအလိုးလျောက်ပေါက်နေတဲ့တလေးခင်းတွေကတလေးစပါးတွေကိုကြိုတင်ပြီးတော့တည်ယူထားပြီးလှိုင်ကူထဲမှာစုဆောင်းထားကြတယ်မိုးလေးလအတွက်ရိတ်ခါကိုစုထားကြတာတဲ့အဲ့ဒီဟင်းသားတွေအဲ့ဒီလိုပဲအမြဲတမ်းအဲ့ဒီမှာနေကြတာမိုးရသည်ပြင်မထွက်တော့ဘဲနဲ့စုထားတဲ့ရိတ်ခါတွေကိုစားတော့ကြတစ်နှစ်ကျတော့မိုးရသည်က4လနဲ့မကုန်ဘူး9လအထိအောင်မိုးရဆွေးနေတယ်သူတို့ရိတ်ခါစုထားတာ4လပဲရှိတယ်ဟောအဲ့ဒီမှာဘာဖြစ်လာတော့လို့ဆိုလို့ရှိရင်တလပို့ပြီးတော့ရိတ်ခါမလုံးမလောင်းဖြစ်သွားတယ်ရိတ်ခါမလုံးမလောင်းဖြစ်သွားတယ်4လစားလိုက်တာကုန်သွားပြီနောက်ထပ်9လကမိုးကမတိတ်သေးတော့ပြင်ထွက်လို့မရဘူးမရတော့ဟင်းသားတွေကဘာလို့ကြတော့ဆိုရင်ကဲမတတ်နိုင်ဘူးစားစရာမရှိရင်တော့အလုံးငတ်သေးလိမ့်မယ်ဟင်းသားတွေဥထားတဲ့ဟင်းသားဥတွေကိုတောက်ကြမယ်ဆိုပြီးတော့ဥတွေကိုစားကြတာဥတွေကုံသွားတဲ့အခါကျတော့ဟင်းသားပေါက်အငယ်လေးတွေကိုတတ်စားမယ်ဆိုပြီးတော့ဟင်းသားတွေကသူတို့ဟင်းသားမျိုးရိုးတွေကပဲသူတို့ရဲ့သားငယ်သမီးလေးငယ်လေးတွေကိုတတ်စားကြဗျာအဲ့ဒီဟင်းသားပေါက်လေးတွေတည်သွားတဲ့အခါကျတော့အဖိုးကြီးအဖွားကြီးဟင်းသားတွေသိပ်မပြန်နိုင်ဘူးမတုံ့ပြန်နိုင်တဲ့ဟင်းသားတွေကိုတစ်ခါတတ်စားကြဗျာနော်အဲ့ဒီဟင်းသားတွေဟာဝန်းရည်အတွက်နဲ့အခုလိုပဲတတ်စားကြတာခါတိုင်းဆိုလို့ရှိရင်အားကောင်းတဲ့ဟင်းသားပြိုတွေအဲ့ဒီဟင်းသားပြိုတွေကိုအမှန်တမ်းအားကောင်းကြတယ်သူတို့တလေးစပါးတွေစားပြီးတော့အားကောင်းတယ်သူတို့မှာဘာပြဿနာရှိတုံးဆိုရင်မိုးရင်းကာလလှိုင်ကူထဲဝင်ပြီးတော့နေတဲ့အချိန်မှာလှိုင်ကူအပေါက်ကိုလာပြီးတော့လှဲဘိန်းလောက်ရှိတဲ့ပင့်ကူကောင်းကြီးတွေကလာပြီးတော့ပင့်ကူချင်မြင်နေတန်းပြီးတော့လှိုင်ကူဘောက်ကိုပိတ်တယ်ပိတ်ထားမှာတလားကိုတစ်ထပ်တလားကိုတစ်ထပ်4ထပ်ထိအောင်ပိတ်ပြစ်တာအကောင်ကြီးတွေအကြီးကြီးတွေသူတို့ရဲ့ကြိုးကြီးတွေလည်းနွားချီကြိုးလောက်ရှိတယ်အကောင်ကြီးကြီးတာနော်လှဲဘိန်းလောက်ရှိတဲ့ပင့်ကူကောင်ကြီးတွေကထုတ်တဲ့ပင့်ကူမြင်းတွေကအကြီးကြီးတွေအဲ့လိုလှိုင်ကူဝါကိုပိတ်ထားတော့ခါတိုင်းကျတော့ဟင်းသားတွေက4လတိနတ်နေစားပြီးတော့အင်တန်အားကောင်းတဲ့ဟင်းသားတွေကနေပြီးပထမဆုံးရှေ့ကနေပြီးတော့ထိုးဖောက်ပြီးတော့ပြန်လိုက်တော့အကုန်လုံးအဲ့ဒီကျိုးတွေပြတ်ထွက်သွားပင်ကိုမြင်နေအကုန်လုံးဖြတ်ပြီးတော့ထွက်သွားအဲ့လိုနဲ့ပဲနေလာတာ9လဖြစ်တဲ့အခါကျတော့ခုနပင်ကိုကောင်ကြီးတွေက9ဓာတ်ထိအောင်ပိတ်တာပိတ်တော့ဟင်းသားတွေကလည်းအစာရည်စားလဲဝါလင်အောင်မစားရတာလဲတူအင်အားတွေလည်းဇတ်တူသားစားတဲ့အခါကျတော့အင်အားတွေကလည်းထိုက်တဲ့လောက်မရှိတော့ခုနလိုပဲအားကောင်းတဲ့ဟင်းသားတွေကိုရှေ့ကနေပြီးတော့ထိုးဖောက်ပြန်ခိုင်းတဲ့အခါမှာ4ဓာတ်ထိအောင်တော့ပေါက်သွားပြီးတော့9ဓာတ်ကျတော့ညှိသွားတယ်အဲ့ဒီကောင်မထွက်နိုင်တော့အဲ့ဒီအချိန်မှာလှဲဘိန်းလောက်ရှိတဲ့ပင့်ကူကြီးကလာပြီးခေါင်းဖောက်စားတာချီနှောင်ပြီးတော့စားနောက်တစ်ကောင်လာလဲအဲ့လိုဖမ်းနောက်တစ်ကောင်လာလဲအဲ့လိုဖမ်းဟင်းသားတွေအကုန်လုံးဟင်းသား9000ဟာဇတ်တူသားစားလို့အင်အားတွေမရှိတော့ပဲနဲ့နောက်ဆုံးမှာပင့်ကူကောင်ရဲ့အစာဖြစ်သွားတယ်တဲ့ဒါဟင်းသား9000ရဲ့ဝတ္ထုအဲ့ဒါလိုပဲ
ရှင်မင်းကြီးဟာအခုလိုလူသားစားနေမယ်ဆိုလို့ရှိရင်အခုလိုဖြစ်ဆိုးနဲ့ကြုံရလိမ့်မယ်တိုင်းသူပြည်သားတွေရဲ့ဒဏ်ခတ်မှုကိုခံရလိမ့်မယ်ဒါကြောင့်မို့လို့မစားပါနဲ့လို့ပြောတော့ဘုရင်ကြီးကချောင်းတစ်ချက်ဟန်ပြီးမင်းသာပြောစရာရှိတာမဟုတ်ပါဘူးငါလည်းပြောပါဦးမယ်အဲ့ဒီအချိန်ကျတော့နောက်ကလူထုကြီးကနားမထောင်တော့စစ်သူကြီးမင်းဘာလုပ်နေတာတော့ဒီလူသားစားတဲ့သခိုးကိုဖမ်းမလားဘာဖြစ်လို့သူ့ကိုချော့မော့နေရတာတော့လူသားစားခြင်းမှာမရှောင်ဘူးဆိုလို့ရှိရင်တိုင်းပြည်ကခုချက်ချင်းနှင်ထုတ်ပါနောက်ကနေအောကုန်ကြအဲ့ကြတော့သူကြောက်သွားတော့မပြောရတော့ငြိမ့်တယ်ဘုရင်ကြီးကအဲ့ကြတော့ကြောက်သွားတယ်နောက်ကလူတွေကအော်ဟစ်နေပြီတို့ရေးတော့မဟုတ်အောင်သူတို့အောက်ကနေပြီးတော့အဲ့ဒါခုချက်ချင်းဖမ်းတိုင်းပြည်ကနှင်ထုတ်လူသားစားတဲ့လူဘလူးကိုခုချက်ချင်းမောင်းထုတ်ပါဆိုပြီးတော့နောက်ကလူတွေကအော်ဟစ်လာကြအော်ဟစ်လာတဲ့အခါကျတော့စစ်သူကြီးကရှင်မင်းကြီးလူထုပရိသတ်ကထားကြွလာပြီးထိမ့်ဖို့ခက်တယ်ရှင်မင်းကြီးနောက်ဆုံးစဉ်းစားလိုက်စမ်းပါရှောင်မယ်လို့ပြောစမ်းပါလူသားမစားဘဲနဲ့နေပါဆိုပြီးတော့မိဖုရားမောင်မမိတ်တန်တွေလည်းအကုန်ခေါ်ပြီးတော့သူတို့မျက်နှာကိုလည်းထောက်ဆမ်းပါအောင်တိုင်းသူပြည်သားတွေရဲ့မျက်နှာလည်းထောက်ထားစမ်းပါအောင်ဆိုငါဘယ်သူမျက်နှာမှမထောက်နိုင်ဘူးတဲ့လူသားပဲငါစားမယ်ပေါ့နော်ဘယ်သူမျက်နှာမှမထောက်နိုင်ဘူးငါကြိုက်တာမစားရရင်သိချင်းသေးပါစေငါဘာမှမလို့ချင်ဘူးအဲ့ဒါဆိုရှင်မင်းကြီးတိုင်းပြည်ကအခုနှင်ထောရလိမ့်မယ်ဆိုကြိုက်တယ်လို့လို့ဆိုပြီးတော့ဘုရင်ကြီးကနောက်ဆုံးခေါင်းမာနဲ့ညင်းဆိုလိုက်တဲ့အခါကျတော့သူတောင်းဆိုတာဘာတော့ဆိုရင်နောက်ဆုံးမှာမင်းတို့တိုင်းပြည်လဲငါမလို့ချင်ဘူးလူသားနဲ့ငါလဲမယ်နော်လူသားစားအဲ့တော့ငါ့ကိုတန်လေးရဲ့ဓာတ်တစ်ချောင်းခုနကစရောကဲရတကဆိုတဲ့စားတော်ချက်ရဲ့ချက်စရာအိုးတစ်လုံးရဲ့တောင်းတစ်လုံးရဲ့ဒါပဲပေးကျန်တာတွေသူဘာတစ်ခုမှမလို့ချင်ဘူးဆိုပြီးတော့သူ့ကိုတန်လေးရဲ့ဓာတ်တစ်ချောင်းရဲ့အဲစားတော်ချက်ရဲ့တောင်းတစ်လုံးရဲ့အိုးတစ်လုံးရဲ့အဲ့ဒါပေးအဲ့ဒါယူပြီးတော့သူကဆင်းသွားလေရဲ့နန်းတော်ဘဝနဲ့ဆင်းသွားလေဘုရင်နော်အဲ့ဒါစဉ်းစားကြည့်တိုင်းပြည်နန်းတော်ကိုစွန့်ပြီးတော့ဆင်းထွက်သွားအဲ့ဒါလို့တိုင်းပြည်ကြီးကိုစွန့်ခွာပြီးတော့လူသားမရှောင်နိုင်သည့်အတွက်ကြောင့်သူကဆင်းထွက်သွားတယ်ဘယ်ရောက်သွားတော့ဆိုတောအုပ်ကြီးတစ်ခုတည်းဝင်သွားတယ်နောက်ကသူ့ရဲ့စားတော်ချက်ကလိုက်ရတောအုပ်ကြီးတည်းဝင်ပြီးတော့အရိတ်ကောင်းတဲ့ညောင်ပင်တပင်အောက်မှာသူတို့စခန်းချနေကြတယ်နေပြီးတော့တောထဲမှာလူဖြတ်လာပြီးလူဖြတ်တန်းသွားလာပြီးဆိုရင်ဓာတ်ကင်ပြီးတော့သူကလိုက်တော့တာဓာတ်ကင်ပြီးတော့လိုက်တယ်သူ့အတန်ကြားလိုက်တာနဲ့လူတွေကလည်းကြောက်တောထဲမှာကြောက်လန့်ပြေးမှောက်ရလဲအဲ့ဒီထဲမှာသူစားခြင်းတဲ့လူတယောက်ဂုတ်ဆွဲပြီးတော့ဓာတ်နဲ့လှီးပြီးတော့ယူသွားပြန်ဟိုလဲရောက်ရောစားတော်ကဲကိုကဲချက်ဆိုပြီးတော့အဲ့လိုနဲ့နေတိုင်းတောအုပ်ထဲဖြတ်တန်းသွားလာတဲ့လူတွေကိုတတ်ဖြတ်စားလာတာကြာတော့တောအုပ်ထဲမှာဒီလိုပဲလူသားစားလူဘလူးရှိတယ်နဲ့တရင်ကြီးလာပြီဘယ်သူမှမသွားရတော့တောအုပ်ကြီးကသွားလာပြတ်သွားအဲ့ဒါလို့ထီအောင်သူဟာတောင်းချမ်းတာပေါ့နော်စားတော့ပြီးတော့အဲ့ဒါလို့နေတာအဲ့လိုနေရင်ကနေပြီးတော့တရက်ကြတော့တောထဲကလူတွေကလာမဲ့လူမရှိတော့ဝင်လာမဲ့လူမရှိဘူးလူသူပြတ်သွားတယ်ပြတ်တော့ဓာတ်ကင်ပြီးတော့တဏီကုံတောထဲကဆောင်းဘယ်သူမှမလာတော့အဲ့ဒီနေပါသူတို့ဘာမှစားစရာမရှိတော့ဒီတိုင်းပဲပြန်သွားတယ်ပြန်သွားပြီးတော့ဟိုရောက်တဲ့အခါမှာစားတော့ကဲကိုပြောတာကဲမင်းမိမွေး
အိုးတဲထားဆိုတော့အရှင်မင်းကြီးအသားကပဲမှာတော့လို့ဆိုအသားရလိုက်မယ်ပေါ့ကွာလက်ထဲမှာအသားပါမလားဘူးအဲ့တော့စားတော့ကတုံလှုပ်နေပြီငါတော့တတ်တော့မှာပဲအဲ့ဒါမရရတကချိုင်ဆိုတာအဲ့ဒါပဲဗမာစကားပြောတာလေအဲ့ဒီနေရာလေးကိုကြည့်ပြောတာတခြားလူရှာမရတဲ့အခါကျတော့စားတော့ကပဲတတ်စားလိုက်တော့အဲ့ဒါကိုမရရတကချိုင်ရတကဆိုတာပါဠိစကားကစားတော့ကလို့ဆိုလို့တယ်ပေါ့နော်လူမရရတကချိုင်တယ်ဆိုတာဗမာစကားထဲမှာစကားပုံတစ်ခုရှိတယ်နော်ရတကမဟုတ်ဘူးရတကလို့ပြောမှာရတကရတကဆိုတာအရသာကိုဖန်တီးသူစားတော့ချက်မရရတကချိုင်အဲ့တော့မရတဲ့နေ့ကျတော့ကဲမင်းမီးမွေးဆိုပြီးတော့ဘယ်မလဲအသားဆိုရပါလိမ့်မယ်ပေါ့မပြောဘူးအဲ့တော့မိဘမွေးပြီးအိုးဝတ်တဲ့ပြီးတဲ့အခါကျတော့ရတကကိုတတ်ပြီးတော့သူ့ဟာသူချက်ပြုတ်စားလိုက်တော့အဲ့လောက်ထိအောင်ရက်ဆက်ကြမ်းကြုတ်ပြီးတော့ရတတနာတွေ့တာပြီးတော့သွားတယ်အဲ့ဒီနေရာစားပြီးရတကလည်းမရှိတော့သူတယောက်တည်းပဲချက်စားတော့နောက်တော့နော်အဲ့လိုနဲ့တော်ထဲမှာနေတာတရက်ကြတော့ဘာဖြစ်လာတော့ဆိုအဲ့တောအုပ်ကိုခီးသွားမဲ့စီပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုံနာတူကမသွားမဖြစ်လို့ဒီတောကြီးကိုသွားမှာအဲ့တော့သွားတဲ့အခါမှာလည်းအဆောင်နေနဲ့သူသွားမှဖြစ်မယ်ဒီထဲမှာလူသားစားတဲ့လူဘလူးရှိနေတယ်တော့လူအုပ်နဲ့သူသွားရင်တော့ရမယ်ဆိုမသွားမဖြစ်တော့သူကလူတွေကိုငှားတယ်တောဝလူတွေကိုမင်းတို့ငါ့ကိုကာဝယ်ဆောင်ရှောက်မင်းတို့ငါငွေ1000ပေးမယ်ဆိုပြီးတော့ကုန်းသေးတွေတဲ့သူကအုပ်စုလိုက်ဖွဲ့ပြီးတော့အဲ့တောကြီးကိုဖြတ်ပြီးဟိုဘက်ကိုသွားတာအယောင်းဝယ်ကိစ္စနဲ့သူကတော့လှဲရင်လေးနဲ့ခုနကသူပတ်စံပေးထားတဲ့လူတွေကဓာထမ်းပြီးတော့ဓာတွေလှမ်းနေနဲ့သူ့ကိုရံပြီးတော့လိုက်ရအဲ့တော့ရှေ့ကလူတွေသွားတော့လူအုပ်ကြီးများတဲ့အခါကျတော့ရတကဓာကင်ပြီးဟိုတင်းကပောရိတာရလူဘလူးကဓာကင်ပြီးစောင့်လူတွေများနေတဲ့အခါသူလူရွေးနေဘယ်သူလောက်ရမလဲရွေးနေတော့အဲ့ရွေးတဲ့ထဲမှာချောချောလှလှတန်တန်ပြတ်ပြတ်နဲ့တထေးပုံနာကြီးကိုမြင်တာဟာဒီအသားတော့စားလို့တော့ကောင်းပါပဲသူကလည်းအသားဖြူဖြူဖွေးဖွေးအီအီဆက်ဆက်နော်အသားကြည့်လိုက်တာလည်းဖြူဖွေးဖွေးအီအီဆက်ဆက်သူ့အသားတော့ပိုကောင်းပါဆိုတေးတွေပဲတောင်ကြဒီပြင်လူတွေတော့သွားပါစေမဲမဲကြုတ်ကြုတ်တွေမစားဘူးပိန်ပိန်၆၆တွေမစားဘူးဖွေးဖွေးနဲ့အီအီအဲ့ဒီလူကိုစားမယ်ဆိုပြီးရွေးလိုက်တယ်ရွေးပြီးတော့တစ်ပင်မောကနေတက်ကြည့်ပုံနာကြီးနဲ့အဖွဲအနားနာလဲရောက်ရောငါပောရိတာရကွာဆိုပြီးတော့ခုံဆင်းလိုက်တော့အကုန်လုံးကြောက်လန့်ပြီးပြေးကုန်ညာပုံနာကြီးပဲဖမ်းခေါ်သွားခြေတော်နှချောင်းကနေကင်ပြီးတော့ဇော်တိုးဆွဲခေါ်သွားပါသွားလေပါသွားလေတော့ခုနသူ့ပတ်စံယူထားတဲ့ကောင်တွေကလိုက်ကြတာပေါ့လိုက်ဟိနဲ့ကြောက်တော့လေတော်နဲ့မလိုက်ရဘူးတော်လေးလှမ်းသွားတဲ့အခါမှာနောက်ကအာတစ်မိလိုက်အဲ့ထဲမှာနည်းနည်းတတ္တိကောင်းတဲ့လူတယောက်ပါတယ်အားလည်းကောင်းတယ်တတ္တိလည်းကောင်းတယ်သူကနေအတင်းလိုက်တဲ့အခါကျတော့လှဲ့ကြည့်တော့သူ့နားမှာသူ့နောက်ကလူတယောက်လိုက်နေတာကိုမြင်တဲ့အခါကျတော့စီးဟိုဘက်ကိုသူကပုံသားကြီးကိုထမ်းပြီးတော့စီးဟိုဘက်ကိုခုန်ချလိုက်တဲ့အခါမှာကံမကောင်းအကြောင်းမလှတော့ဟိုဘက်မှာရှားငုတ်ကြီးနဲ့သွားတွေ့သူ့ခြေတော်ကြီးကိုထိုးပေါက်သွားသူ့ခြေတော်ကြီးထိုးပေါက်တော့ဒဏ်ရာရသွားသွေးတွေပန်းထွက်လာတော့အဲနောက်ကလိုက်လာတဲ့လူကသူကဘာပြောတော့ဟိုကောင်ကြီးငါပြစ်လိုက်တာထိသွားပြီကွာတကယ်တော့သူပြစ်တာမဟုတ်ဘူးနော်လူများအဲ့ဒါလိုပဲသူကဥအောင်ပြောတာလာကြမင်းတို့မကြောက်နဲ့ဟိုကောင်ကြီးထိသွားပြီဟိုမဲ့သွေးတွေကိုရဲနေပြီလိုက်ကြဆိုပြီးတော့လိုက်တဲ့အခါကျတော့လူအုပ်ကြီးကနီးလာတော့ပုံသားကြီးကိုဆက်ပြီးတော့ခေါ်မသွားတော့ဘဲနဲ့ချပစ်ထားခဲ့ပြီးကိုလိုယုံထွက်သွားတယ်အဲ့ဒီတော့ငါတို့ဆောင်းရှောင်းရမယ့်ပုံသားကြီးငါတို့ရပြီအဲ့တော့သူ့ဘာသူသွားခြင်းသွားပါစေတော့ကိုလူမပါပြီးတာပဲဆိုပြီးတော့
ပုံနာကြီးကိုခေါ်ပြီးတော့ပြန်ညလေရဲ့နော်အဲ့ဒါခြေထောက်ကိုငုတ်ဆူးသွားတာငုတ်ဆူးသွားပြီးတော့စားကြလည်းမရှိတော့ဘူးသူညောင်မင်းအောက်သွားပြီးတော့ဘာမှစားကြမရှိတော့အိတ်ထားပေါ့နော်အိတ်လိုက်တာခြေထောက်တန်ရာကြီးနဲ့ဆိုဆက်အိတ်တာဆေးလည်းရှိတာမဟုတ်တော့တယ်အဲ့လိုအိတ်ရင်ကနေအစာမစားတဲ့အတွက်ကြောင့်ခြေထောက်တန်ရာကြီးကမြန်မြန်ကျက်သွားတယ်မြန်ကျက်သွားအစာမစားလို့ကျက်ဒါပေမဲ့လို့သူကသစ်ပင်ကြီးကိုမော့ကြည့်ပြီးတော့ဒီသစ်ပင်ကြီးကတော့ယုတ်ကစိုးနတ်တကူကြီးတဲ့ယုတ်ကစိုးနတ်ကြီးရှိမှာပဲဒီယုတ်ကစိုးနတ်ကြီးကိုငါတိုင်တယ်မှပဲဒီယောဂမြန်မြန်ထမြောက်မယ်ဆိုလို့ရှိရင်တရားတစ်ပါးသောမင်းရဲ့လေချောင်းသွေးနဲ့ပူဇော်ပါမယ်ဆိုရက်ဆက်တဲ့အတွေးပဲတွေးတာအမြဲတမ်းနော်ယုတ်ကစိုးနတ်မင်းကြီးကိုပူဇော်ပါမယ်ဆိုပြီးတော့ကိုယ်ထံရကြီးကိုမစဉ်းစားနိုင်ဘူးဒီတန်ရမြန်မြန်ပျောက်အောင်မဆပါပျောက်ခဲ့လို့ရှိရင်ရှင်နတ်မင်းကြီးကိုတရားတစ်ပါးသောမင်းရဲ့လေချောင်းသွေးနဲ့ရစ်ပူဇော်ပါမယ်တို့အဲ့ဒီလိုပြောပြီးတော့အိတ်ထာအစာမစားတဲ့အခါကျတော့ခုနဒဏ်ရာ6သွားပြီးတော့ပျောက်သွားတော့အဲ့ဒီအခါကျတော့သူကစဉ်းစားငါဒါယုတ်ကစိုးကြီးရဲ့တကူနဲ့ငါမြန်မြန်ယောဂပျောက်သွားတာပဲဆိုပြီးတော့ဘယင်းနေဖမ်းဖို့တော့အားရှိမလားသူကသူနည်းနည်းပါးပါးခုံပေါက်ကြည့်တယ်ခြေတော့တန်ရတက်တာတော့ခုံပေါက်ကြည့်ပြီးဘယင်းနေဖမ်းဖို့သွားမယ်ဆိုပြီးတော့ဓာလေးထမ်းပြီးထွက်လာတဲ့အခါကျတော့အတိတ်ဘဝတုန်းကသူ့နဲ့တငယ်ချင်းဘလူးတစ်ကောင်နဲ့သွားတွေ့ဖြစ်ချင်တော့အဲသွားတွေ့တဲ့အခါကျတော့အဲ့ဒီဘလူးကသူ့ကိုမှတ်မိတယ်သူကမှတ်မိဘူးအဲ့ဘလူးကတွေ့တဲ့အခါကျတော့တငယ်ချင်းမင်းငါမှတ်မိလားမမှတ်မိဘူးမင်းနဲ့ငါဟိုတုန်းကလေးဒီလိုစားဖို့စားပဲလူသားတွေတတ်ပြီးစားဖို့စားပဲဆိုအခုမင်းပဲရောက်နေတာတော့နဲ့ကြိုးကြောင်ပြောသူခြေတော့တန်ရပျောက်သွားလို့အခုတရားတော်ဘာတော့မင်းတွေကိုသွားဖမ်းမလို့မင်းကဝိုင်းကူစမ်းမအောင်လို့ဘလူးအစ်စ်ကိုသူလူဘလူးကဘလူးအစ်စ်ကိုသူခေါ်တဲ့အခါကျတော့ဘလူးအစ်စ်ကငါမှသွားစရာရှိတယ်တဲ့အလုပ်တွေကလည်းရှိတယ်မအားဘူးတဲ့မင်းကိုလိုက်ပြီးမကူညီနိုင်တော့ဘူးဒါပေမဲ့လို့မင်းကိုငါမန္တန်တစ်ခုသင်ပေးခဲ့မယ်အဲ့ဒါကိုရွတ်မယ်ဆိုလို့ရှိရင်မင်းထီးတယ်မြန်လိုက်မယ်မင်းရဲ့အပြေကထီးတယ်မြန်လိုက်မယ်ပြီးတော့မင်းရဲ့ခွန်အားလည်းပဲကြောက်ကမန်းလေးကြီးမားတဲ့ခွန်အားရမယ်မင်းအတန်ကြီးကလည်းတကယ်ဘလူးတန်ကြီးကိုပေါက်လာလိမ့်မယ်ဆိုပြီးတော့အဲ့ဒီမန္တန်ရွတ်ဆိုပြီးတော့ပေးသွားတယ်ဘလူးကတကယ်မှလူကမှဘလူးစိတ်ပေါက်နေရတယ်ထင်မယ်ဘလူးကသင်ပေးသွားသေးတယ်ပိုးဆိုးတော့တာပေါ့နော်အဲ့တော့ तू ကအားလည်းပိုကောင်းလာတယ်တဲ့ပြေးတဲ့အလင်းအဟုန်ကလည်းပိုပြီးတော့မြန်လာတယ်အလင်းမြန်ကြီးသွားနိုင်လာတယ်အတန်ကြီးကလည်းဘလူးတန်ကြီးကိုကြောက်မဲ့ဖွယ်ရဖြစ်လာတယ်အဲ့ဒီသုံးခုထူးခြားတဲ့အချက်တွေကို तू ရတယ်ရတော့မှအဲ့ဒီမန္တန်ရွတ်ပြီးတော့ဘယင်းတွေကိုသွားဖမ်းမယ်ဆိုဓာထံထွက်သွားလေရဲ့နော်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဆက်လက်ပြီးတော့သူဟာဒုက္ခပေးဦးမှာပဲနော်အဲ့ဒီမှာတုတ္တသောမနဲ့မတွေ့မချင်းသူဟာလူတွေကိုဒုက္ခပေးပြီးတော့တတ်စားတဲ့လူဘလူးဖြစ်နေတယ်နောက်ရဲ့ကျမှဆက်ပြီးတော့သူ့အကြောင်းကိုကြည့်ရအောင်အဲ့ဒါလို့ပောရိတာရလူသားစားတဲ့လူဘလူးဟာအမှန်တမ်းကြမ်းကြုတ်ရက်စက်တဲ့စိတ်ဓာတ်တွေနဲ့တရားတော်သောမင်းတွေကိုဖမ်းဖို့ရာထွက်ခွာသွားတာဖြစ်တယ်ဒီဇလန်းမှာဇတ်တုသားတွေစားလို့ဘဝဟာပျက်စီးဆုံးရှုံးသွားနိုင်တယ်လူရဲ့တဏ္ဍာမှာဖြစ်တတ်တဲ့တဏှာလို့ခေါ်တဲ့တတ်မဲ့မှုတွေထဲမှာလည်းပဲရတ္တတဏှာဟာကြောက်စရာအကောင်းဆုံးဖြစ်တယ်ဆိုတာကိုဘဝသင်္ကန်းစာယူထားပြီးတော့မိမိတို့ရဲ့ဒီရှာလေးကိုအလိုမလိုက်ဖဲနဲ့နော်ရှာကိုအလိုမလိုက်ဖဲနဲ့အစာအာဟာရနဲ့ပတ်သက်လာလို့ရှိရင်တင့်တာကိုသာစားမယ်တင့်တော်တာလည်းပဲတင့်တော်ရုံပဲစားမယ်မတည့်တာကိုလုံးဝရှောင်မယ်မြတ်စွာဘုရားဟောကြားတဲ့ဆင်ញင်သုံးသပ်မှုဖြင့်
မိမိတို့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ရတ္တတဏကိုဖယ်ခွာနိုင်ရမယ်မဖယ်ခွာနိုင်ဘူးဆိုရင်အခုလူဘလူဒုက္ခရောက်တာမျိုးတို့ဘဝမှာဒုက္ခရောက်နိုင်တယ်ဆိုတာကိုယ်စီမှတ်သားပြီးတော့ရတ္တတဏကိုဖယ်ရှားနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဟောလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံပဝါယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွမ်းမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြီးတင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအိမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတည်းဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း